တထောက်934ဇုံမီဖက်ကနေပြီးတော့သူရဲ့ကောင်း1333ယောက်1333ယောက် sorry ကဘာလောလာရဲ့အတွက်ကိုပထမကဘာစီမှာအတက်ကိုပေးပြီးတော့စူးစမ်းခဲ့တယ်လို့ကျွန်တော်တို့ချင်းတွေအဖြစ်ပြည်ထောင်စုအစိုးရမှတစ်စစ်မြန်မာနိုင်ငံတစ်ခုလို့အတွက်နော်စီရနိုပါချင်းမှာလောလာရေးနော်အခုနကျွန်တော်ပြောတဲ့အရေးအမျိုးမျိုးကျွန်တော်ရည်ဆိုင်နေရတဲ့အရေးမှလောလာရေးကိုချင်းတွေအားလုံးကဆောင်ရွက်ကြဖို့အရေးကြီးပါတယ်ကျွန်တော်ချင်းပြည်နယ်တစ်ခုထက်ကိုမကြည့်လို့မရပါဘူးကျွန်တော်ချင်းတွေတမိုက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ချင်းတွေဟာ Chinese are generous people with the Chin people are loyal people with the Chin people are brave people ကျွန်တော်တို့ဟာနဲ့ကျွန်တော်အတွက်ကိုစစ်စားတယ်မဟုတ်သူတပါအတွက်ကိုကိုယ့်အသက်ကိုလာပေးခဲ့တဲ့ရှိလူမျိုးတွေပါမြန်မာနိုင်ငံတစ်ခုလုံးတာမကကမ္ဘာနိုင်ငံများအားလုံးကိုလည်းလွန်လာဖို့ရအတွက်ဇုံမီဖက်ကနေပြီးတော့1033ယောက်ပထမကဘာစစ်မှာအသက်ကိုပေးခဲ့ပြီးမဟုတ်ဘူးလားထုံနည်း၎င်းပဲဒီနှစ်မှာလဲကျွန်တော်တို့ဇုံမီမြောက်ဖက်ကနေစပြီးတော့အရှိအနောက်တောင်မြောက်တစ်ခုလုံးပြည်ထောင်စုအစိုးရကိုဖွဲ့ပြီးတော့ပြည်ထောင်စုအစိုးရမှတစ်စစ်ပြည်နယ်နဲ့တိုက်အစိုးရကိုဖွဲ့နိုင်မဲ့ပါတီမှာပါကြပါ